ဒီနေ့တော့ Apple ဘက်ကတကယ်ကိုရေးစရာကောင်းပြီးအံ့ဩစရာကောင်းတဲ့သတင်းတူးတစ်ခုရှိပါတယ်။အတူတူထွားရင်ကျွန်တော်တို့စောင့်နေတဲ့2026 Series update ကြီးကို Apple ကမလုပ်တော့ပါဘူး။ Google ကပဲလုပ်ပေးတော့မှာပါ။ဟုတ်ပါတယ်ခင်ဗျားတို့နားကြမမားပါဘူး။ Apple ရဲ့ Series ကို Google ကပဲနောက်ွယ်ကနေမောင်းနှင်ပေးတော့မှာဖြစ်ပါတယ်။ဒါကဘာလို့ပြနေလဲဆိုတော့ Apple ဟာ AI ပြိုင်ပွဲမှာရှုံးသွားပြီဆိုတာဝန်ခံလိုက်တာပါပဲ။ Series ဟာနှစ်ပေါင်းများစွာတိုးတက်မှုမရှိပဲတိုက်ပတ်နေရတယ်။ဒါကြောင့် Apple ကမာနကိုဘေးချပြီး AI လောကရဲ့ဆရာကြီး Google နဲ့လက်တွဲဖို့ဆုံးဖြတ်လိုက်တာပါ။ Apple ရဲ့ထုတ်ပြန်ချက်မှာတော့ Google ရဲ့နည်းပညာကအကောင်းဆုံးမှုလို့ရွေးချယ်တာပါလို့ဆိုပါတယ်။တကယ်တော့ဒါဟာ Apple user တွေအတွက်သတင်းကောင်းပါပဲ။ဘာလို့လဲဆိုတော့ Android ဖုန်းတွေမှာသုံးနေရတဲ့ Gemini AI ကတော်တော်မိုက်တယ်လေ။အထူးသဖြင့် Circle to Search လို့ feature မျိုးတွေဒါ iPhone မှာသုံးလို့ရလာမယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမှာပါ။ဒီနေရာမှာကျွန်တော်တို့သဘောပေါက်ရမှာကApple အတွက် AI ကိုဘယ်သူပိုင်လဲဆိုတာအရေးမကြီးပါဘူး။ user ကိုဘယ်သူပိုင်လဲဆိုတာကသာအဓိကပါ။ဥပမာဗျ။ကွန်ပျူတာမှာ software တွေသုံးတယ်လို့ပါ။နောက်ွယ်မှာနည်းပညာကဘယ်သူဟာဖြစ်ဖြစ်အသုံးပြုသူတွေ iPhone ဆိုတဲ့ channel တွေကနေထောက်မသွားရင်ပြီးတော့ဆိုတဲ့သဘောပါပဲ။ AI မကောင်းလို့ Android ပဲပြောမယ်ဆိုတဲ့သူတွေကိုတားဖို့အတွက်ဒီနည်းလမ်းကအထီးရောက်ဆုံးပါပဲ။ကဲ Apple ကတော့သူ့ပြဿနာကိုပတ်စံနဲ့ရှင်းလိုက်ပြီ။ခင်ဗျားတို့တော့ဖုံးဝင်ရင် AI ဘယ်လောက်ကောင်းလဲဆိုတာကိုကြည့်ပြီးဝယ်လိရှိလား။ comment မှာပြောပြပြီးသွားပါဦးနောက်ဗီဒီယိုမှာပြန်တွေ့မယ်